အောင်မြင်ခြင်းတော့လေပထမအဦးဆုံးလိုအပ်ချက်ကစိတ်ထားဖြူစင်ဖို့ဟုတ်တယ်နော်ဟိုကလေသူများပေါ်မနာလိုတာတဝင်းတူတာနဲ့သူများနဲ့မကျင်တဲ့မှုဖြစ်တာသူများအောင်မြင်မှုကိုမလိုလားတာအမျိုးအစိုးမြင်စိတ်ဖြစ်လို့ရှင်တော့ဘလို့မှလည်းကိုယ်စိတ်ကကြည်လင်းမှာမဟုတ်ဘူးအဲ့ကိုယ်တိုင်အောင်မြင်ဖို့အတွက်လည်းအတွေးခေါ်ကနဲသွားမယ်အတွေးခေါ်ကဟိုဖက်ကိုပဲအစိုးမြင်ဖက်ကိုပဲပါသွားလို့လေအဲ့ဒါကြောင့်မလို့ပထမအဆုံးကျွန်တော်တို့အောင်မြင်ဖို့စိတ်ထားဖြူစင်ဖို့လူတွေအများကြီးနဲ့ဆက်ဆံဖို့ကြတော့အဓိကကိုပြင်ရမယ်အချက်ကအကောင်းမြင်စိတ်ထားဖို့လိုပါတယ်အကောင်းမြင်စိတ်ရှိမှသာလျှင်လူအများနဲ့ပေါင်းတင်ဆက်ဆံရတာလွယ်တယ်စီးပွားရေးလုပ်ကိုင်ရတာလည်းလွယ်တယ်အိမ်တော်ရေးမှလည်းအဆင်ပြေတာပေါ့လေမယားနှစ်ယောက်ရန်ဖြစ်တယ်အိမ်တော်ရေးကွဲတယ်ဆိုတာကအစိုးမြင်တာများလို့ပါအဓိကကြောင်းရလေတယောက်ကိုတယောက်အပြစ်တင်တာတယောက်ကိုတယောက်မချင်တဲ့တာအဲ့ဒါတွေကိုလုံးဖြောက်ပြီးတော့တယောက်ပေါ်တယောက်စေတနာထားမယ်မေတ္တာတရားထားမယ်ယုံကြည်မှုထားမယ်လေမယားနှစ်ယောက်အကောင်းမြင်တယောက်ကိုတယောက်အကောင်းမြင်တယ်အားပေးတယ်ဆိုရင်လေအိမ်တော်ရေးကတာယာလာဖဖို့ပုံများတယ်အမျိုးအိမ်တော်ရေးကိုတာယာလာဖို့ဟိုအတွက်လည်းအကောင်းမြင်စိတ်လိုတယ်အိမ်တော်ရေးတစ်ခုကအဓိကတယောက်တယောက်မိသားစုတိုင်းပတ်ဝန်းကျင်တိုင်းအမျိုးတိုင်းမှာအကောင်းမြင်စိတ်ထားရတယ်နော်အဲ့ဒါကြောင့်မလို့ဘယ်မှာပဲကြီးအိမ်တော်ရေးကွဲတာတွေလေမယားမတဲတာတွေသားသမီးနဲ့မတဲတာတွေအဲ့ဒါတွေအဓိကအကြောင်းရင်းကတော့ကျွန်တော်မြင်တလောက်ကတော့အစိုးမြင်စိတ်နဲ့ပဲသွားလို့ပါဒီနေ့နဲ့စပြီးတော့မှအကောင်းမြင်စိတ်နဲ့သွားမယ်ဆိုရင်တော့တာယာလာပါမယ်အိမ်တိုင်းမှာပေါ့နော်တာယာလာပါဖို့အရေးကြီးတယ်ယောက်ျားလာလို့ရှိရင်လည်းယောက်ျားကအပေးစကားအော်လာပေါင်းထိုင်ပေါင်းအလောက်ကနဲ့ပင်မနေပြီးဘလို့ရှိတော့အခြေအနေတယောက်အခြေအနေတယောက်တီးရမယ်မိန်းမအခြေအနေလည်းနေကောင်းလားကျမ်းမာရေးကောင်းလားသူရဲ့စိတ်တက်ကြနေလားစိတ်တက်ကြရင်တရားတိတ်ခွေတွေဖွင့်ပေးတာတွေဖះရဲ့တခြင်းနာထောင်တာတွေမေတ္တာပို့တာနားထောင်လဲဆိုရင်လေအမျိုးပေါ့နော်တယောက်နဲ့တယောက်အားပေးရာရောက်တယ်လို့မှတ်ယူပါတယ်အဲ့ဒါကြောင့်မလို့အဓိကတော့ယောက်ျားလည်းမဆိုဘူးမိန်းမလည်းမဆိုလို့ဘူးကိုယ်တိုင်ပဲပြင်မယ်ဆိုရင်တော့အကောင်းမြင်စိတ်ကိုအရင်ဆုံးပြင်ရပါမယ်အကောင်းမြင်စိတ်ကိုအရင်ဆုံးပြင်ရမယ်ကိုသားသမီးအပေါ်မှာလည်းအကောင်းမြင်ရမယ်ကိုစီးပွားရေးအပေါ်မှာလည်းအကောင်းမြင်ရမယ်အဲ့လိုပဲအကုန်လုံးကိုပြောင်းလဲကြည့်လိုက်ပါနော်အိမ်တော်ကြီးတစ်ခုလည်းတာယာလာပါမှာပါ